အဆုတ်သွေးကြောဖိအားမြင့်ယောဂဒါကတော့ညာဘက်နှလုံးပိုင်းညာဘက်အထက်ခန်းညာဘက်အပြင်ခန်းနဲ့အဆုတ်သွေးကြောတို့ထိခိုက်လာတဲ့အခြေအနေတစ်ခုပါဒီယောဂဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကအမျိုးမျိုးရှိပါတယ်တခါတလေအဆုတ်နဲ့ပတ်သက်ပြီးဖြစ်နိုင်တယ်လို့တခါတလေနှလုံးအတန်တွေထိခိုက်လို့လည်းဖြစ်နိုင်ပါတယ်ဒါကြောင့်လူနာတွေကိုအချိန်လိုက်မှန်ကန်စွာခွဲခြားသတ်မှတ်ပြီးတင့်တော်တဲ့ကုသမှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်အခြေခံစစ်ဆေးမှုတွေက echocardiogram ရင်ပတ်သက်မှရိုက်ခြင်းနဲ့စတင်ပြီး pulmonary angiogram လည်းလိုအပ်ရင်လုပ်ကြည့်ပါတယ်အလွန်လိုအပ်လျင်နှလုံးညာဘက်ကိုလည်းတေချာစစ်ဆေးကြပါတယ်အရင်ပြောခဲ့သလိုဒါကအဆုတ်သွေးကြောဖိအားမြင့်ယောဂပါကျွန်တော်တို့ဒီကုသမှုမှာနှလုံးယောဂအထူးကုနဲ့အဆုတ်ထူးကုတို့ပူးပေါင်းဆောင်ရွက်ကြရတဲ့ဌာနတစ်ခုပါဒီအပိုင်းကလူနာတွေမှာနှလုံးကက်ခြင်းပြက်လဲဖြစ်ပွားနေတတ်ပါတယ်အကြောင်းမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီးသွေးနီတက်နေခြင်းသွေးနီအနည်းဆုံးခြင်းကလည်းဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုပါဒါကြောင့်သူတို့ရဲ့သွေးနီတက်ကို7 မှ10 gram လောက်ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်ပြီးတော့လူနာအများစုမှာ atrial fibrillation ဖြစ်နေတတ်ပါတယ်ဒါကနှလုံးခုန်နှုန်းမြင့်တက်ပြီးမမကန်တစ်ခါတရံခုန်နေတဲ့အခြေအနေတစ်ခုပါဒီလိုအခြေအနေမှာတော့ကျွန်ုပ်တို့ကဆေးဝါးတချို့ပေးပြီးနှလုံးခုန်နှုန်းကိုထိန်းချုပ်ပေးကြပါတယ်အချိန်ကြာလာတာနဲ့အမျှဒီညာဘက်နှလုံးကက်ခြင်းကဘယ်ဘက်နှလုံးကိုပါတက်ရောက်လာနိုင်ပါတယ်ဒါကြောင့်ဆေးဝါးတွေကလည်းမတူညီလာနိုင်ပါတယ်ဒါကြောင့် pulmonologist နဲ့ cardiologist နှစ်ဦးစလုံးပူးပေါင်းပြီးဒီလူနာအုပ်စုအတွက်အကောင်းဆုံးရလဒ်ရအောင်စူးစမ်းကုသပေးကြပါတယ်